ပြောချင်တာတစ်ခုကလူဆိုတာတည်ယူနိုင်လို့ရှိ we are able to learn တယ်ဘာလို့ပြောလဲဆိုတော့လူတွေထင်တာလေတစ်ခုဆိုရင်ဟိုမတက်ဘူးသင်ရတာဘယ်လိုမှမရဘူးအဲ့လိုရှိဥမာဗျာဟိုကနန်းဆိုရင်ဘယ်လိုမှဟိုမရဘူးလားတင်ချာဆိုရင်ညံ့တယ်လို့ကြောက်တယ်လို့လေနောက်ဟိုအလုပ်ပညာနဲ့ပတ်သက်လို့စိုးကာရေးနဲ့ပတ်သက်ဟာဘယ်လိုသင်မရဘူးเนาะလောက်တက်ဘူးဟုတ်လားဘယ်လောက်သင်မရဘူးနောက်မှ golf ရရင်လည်းအဲ့လိုပဲဟဲ့လားဆရာပေါင်းများစွာနဲ့တင်တယ်ဒါပေမဲ့လည်းဘယ်လိုမှခုတည်းမတက်ဘူးဆိုတာရှိတယ်ဆိုတော့ကျွန်တော်လည်းnumber ကြောက်တယ်ရင်တော့လေကိန်းကနန်းနေစိတ်ရှုပ်အဲအကြောင်းမို့လို့ဒီတင်ချာတို့ဟဲ့လား finance တို့ accounting တို့တော့မှမကြမုံမှာမအဲ့နဲ့ဒီလိုပဲတစ်ခေါက်ကြတော့အလုံးပြောင်းရင်းနဲ့ဒီအသက်အမှန်ကုန်ကြီးရောက်သွားတယ်အဲ့မှာပြီးရောပေါ့နော် financial company ဆိုတော့ number ဆိုပြောရတယ်နော်အဲ့ဒါမှရုံးတက်ရုံးစင်းနေတိုင်းတက်ခဲ့အဲ့တော့သူတို့က number 1မှများတည်ရမှာတောင်ပေါင်းတော့ကနေမျိုးစုံခွဲချမ်းစိတ်ချတယ်360 degree လောက်မှာကောက်920 degree လောက်ရှိတောင်းစစ်အောင်ပတ်ကြည့်ပြီးမှသဘောပြောဒီပြောဆိုလုပ်ကြရဆိုတော့လေအဲ့တော့ဒီကိန်းကနန်းတွေကိုနားမလဲဆိုရင်လုံးမတွင်ဖြစ်တာပေါ့နော်အဲ့တော့ကျွန်တော်မှအကယ်ဟုတ်ပြီအဲ့တော့ဟိုဒီရောက်မှတော့ဟလာကြောက်နေလို့လည်းမရဘူးကြိုက်ဘူးတွေပါလေလုံးမရဘူးရအောင်တင်မှဖြစ်မယ်ဆိုပြီး mindset တော့ပြောအဲ့ပြီးတော့ attention စပေးတယ်နည်းနည်းကြာလာတဲ့အခါမှာစိတ်ဝင်စားလာဒီ interest ရှိတယ်ဆိုတော့စိတ်ဝင်စားလာတဲ့အတွက်အချိန်ပိုပေးတယ်ပိုပြီးလေ့လာဖြစ်တယ် attention ဒီအာရုံစိုက်တာလည်းပိုပေးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမှာဒီ attention နဲ့ interest နဲ့လို့ဆက်အဲ့လိုလုပ်ရင်းနဲ့ဗျာဟို goal level တော့ရောက်မသွားတော့ကိုလုံးဝကြိုက်တယ်စိတ်ဝင်စားတယ်အကြောင်းအရာနည်းတော့အလုပ်ဖြစ်အောင်လုံးနိုင်တဲ့အခြေအနေတော့ရောက်တာဆိုတော့ my point is ကိုလုံးဝမကြိုက်တဲ့စိတ်ဝင်စားတဲ့အရာတစ်ခုမဖြစ်မနေသင်ရတော့မယ်လုံးရတော့မယ်ဆိုရင် attention စပြီအချိန်နည်းနည်းကြာရင်တော့ဒီ interest ရှိလာတယ်ဆိုတော့ interest ရှိလာရင်အချိန်ပိုပေးမယ်လားပိုလေးလာပြင်မယ်ပိုနားလည်မယ်တော့ attention ပိုပေးမယ်ဆိုတော့အဲ့လိုမျိုးလဲသွားလိုက်စိုက်တယ်ဆိုတော့အဲ့လိုလုပ်ရင်းနဲ့အနည်းဆုံးပေါ့နော်ကိုမကြိုက်တဲ့ဟာကိုအလုံးဖြစ်တဲ့အနေအထားရောက်လောက်အောင်တော့သိလာပါတယ်ဆိုတော့သင်လို့ရပါတယ်အဲ့လူတွေကပြောကြရတယ်တဲ့ငါညင်မကောင်းလို့ဘလို့သင်မတက်ဘူးငါညင်မမီတော့ဒါတွေမလုပ်နိုင်ပါဘူးတွေပါဆိုတော့အဲ့လိုပြောနေတာကြီးကတော်လက်ခံခဲ့တဲ့မယ်ဟိုညင်မကောင်းတဲ့ယောဂရှိလို့ဆိုတော့တစ်မျိုးပေါ့အဲ့လိုမှမဟုတ်ဘူးဆိုရင်သူလိုကိုလိုပုံမှန်လူတယောက်ကညင်မကောင်းဘူးဆိုတာကိုကျွန်တော်လက်ခံတော်ခက်တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့လိုလူတွေကိုလိုက်ကြည့်လိုက်သူတို့ညံမကောင်းဆိုတာကွက်ပြီးမကောင်းတယ်ဟုတ်လားသူတို့မကောင်းတဲ့နေရာပဲကွက်ပြီးမကောင်းကွက်ကြားမှုပေါ့မကောင်းတဲ့နေရာတွေကောင်းနေတယ်ဆိုတော့အဲ့ဒါကြည့်မယ်ဆိုရင်ညံမကောင်းဆိုမဟုတ်ဘူးပေါ့ right ကဲအဲ့ဆိုဟုတ်ပြီဒီလိုတင်ယူလို့မရခြင်းရဲ့အကြောင်းအရာပါဖြစ်တယ်ညံမကောင်းတာမဟုတ်ဘူးဆိုတော့အဓိကကတော့ဗာလဲဆိုစိတ်ဝင်စားမှုမရှိဘူးပေါ့ interest မရှိဘူးဆိုတော့လူရဲ့တော့ကိုစိတ်ဝင်စားတဲ့ဟာကိုမှသူကတေချာလမ်းလောက်တာဗျာဆိုတော့စိတ်ဝင်စားမှုမရှိဘူး interest မရှိတော့ attention မပေးဘူးဗျာ attention မပေးတော့ land မလုပ်ဘူး land မလုပ်ပြီးတော့မသိဘူးပေါ့နော်အဲ့တော့မသိတော့ကြာရမ်းခက်တယ်ဖြစ်တော့အကြောင်းအရာတစ်ခုခုကိုเนาะသူ့လိုစိတ်ဝင်စားပြီးတော့ကြိုက်သွားတယ်လို့လည်းရှိအဲ့အချိန်ကျရင်သူကသူအာရုံစိုက်ပါเนาะအဲ့တော့ interest ရှိရင် attention ကပေးမှာဆိုတော့ဒါမျိုးကလူကတော့သူ auto land လုပ်ပါဗျာဒါပြဿနာမရှိဘူးဒါပေမဲ့ကိုမကြိုက်တဲ့ဘာသာရဲ့ဟလာကိုမုန်းတဲ့အကြောင်းအရာတစ်ခုကိုနော်မဖြစ်မနေသင်ရမယ့်အချိန်မျိုးဟလာဒါမှမဟုတ်အလုံးကနေ assignment ပေးလိုက်တယ်ကဲဒါကြီးလုံးမဖြစ်မနေဆိုတော့အဲ့လိုအချိန်မျိုးပတ်ဝန်းကျင်ကတွန်းပို့လိုက်တဲ့အချိန်တွေမှာဆိုရင်လည်းနော်ဟိုကိုလမ်းလုံးမဲ့ဟာကို attention ပေးလိုက်ဆို attention ပေးရင်လည်းတဖြည်းဖြည်းနဲ့တိလာတယ်ဆိုရင် interest ရှိလာတယ်အဲ့ချိန်ကျရင်တဖြည်းဖြည်းနဲ့သူလေးလာတာလည်းပတ်သွားတယ်ဆိုတော့အဲ့လိုလုံချင်းအပြင်အချိန်တစ်ခုရောက်ရင်တော့ဟလာအလုံးဖြစ်အောင်လုပ်နိုင်တဲ့အခြေအနေတော့ကိုကရောက်ပါပြီဆိုတော့ဗျာပြောချင်တာကကျွန်တော်တို့အနေနဲ့ဘာလို့ဆိုသိနိုင်လဲရှိတယ်နော်โอเคတချို့လူတွေရှိတယ်ဗျာအခြေခံ resource မပြည့်စုံတာဟလာဒါမှမဟုတ်လေဝေးလံခေါင်ဖျားတဲ့နေရာကိုရောက်ပြီးတော့ဆက်သွယ်ရေးမကောင်းတဲ့နေရာရောက်နေတဲ့နေရာတော့ချွင်းချက်ပေါ့နော်ဆိုတော့ပြောရမယ်ဆိုရင်ချွင်းချက်တချို့ကလွဲပြီးကျွန်တော်တို့အနေနဲ့ဘာလို့ဆိုသိနေရ we are able to learn
နော်ဟိုများသောအားဖြင့်ဉာဏ်ကောင်းတယ်မကောင်းတယ်မဆိုင်ပါဘူးနော်တကယ်ကတော့ဒီ interest ရဲ့ attention ရဲ့ပြီးတော့ plus ဒီ mindset ဆိုတော့အဲ့ဒီဟာတွေကအဓိကကျွန်တော်မြင်တယ်ပေါ့အဲ့တော့တခုခုကိုဘယ်အစပြီးတော့တခုလမ်းလို့ဘယ်အစရမလဲမသိဘူးဆိုရင် I am able to learn အဲ့ရနေစကျွန်တော်တို့အမြင်တူရဆိုရင်နောက်ဗီဒီယိုမှာတွေ့မယ်